သူဟာအဲ့ဒီကျွန်းပတ်လည်မှာလူစုမရှိတဲ့ကျွန်းပြက်ကြီးပေါ်မှာနှစ်နှစ်တောင်ရှင်သန်ခဲ့တာပါဒါပေမဲ့ငါးညီနန်းကအရန်ပြင်းလို့နော်အစိမ့်လိုက်မြူချဖို့ဆိုတာသူ့အတွက်အခုထိမဖြစ်နိုင်သေးဘူးပေါ့ဒါနဲ့ပဲတစ်သားချောင်းတွေကိုပုတ်တိုက်ပြီးမီးချလုတ်ကြည့်ပေမဲ့လက်ကိုပဲရှမိသွားခဲ့တယ်ဒေါသတွေချောင်းချောင်းထွက်ပြီးဘေးနားကရှိသမျှအရာအလုံးကိုရိုက်ခွဲပစ်လိုက်တာပေါ့စိတ်နဲ့နဲ့ပြန်ငြိမ်သွားတဲ့အခါမှာတော့ဗော်လီဘောလုံးပေါ်မှာထင်နေတဲ့သူ့ရဲ့သွေးစောနေတဲ့လက်ဖွားရာကိုတတိထားမိသွားတယ်သူကအဲ့ဒီအပေါ်မှာမျက်နှာပုံလေးဆွဲနေဝေဆင်လွှဲနာမည်ပေးလိုက်တယ်ဘေးနားမှာဝေဆင်ရှိနေတော့မှသူဟာမီးလုတ်ဖို့အတွက်အားညင်တွေပြန်ပြေးလာခဲ့တာပါအထီးကျလွန်းတဲ့အတန်ကြောင့်သူဟာဝေဆင်ကိုတငယ်ချင်းတယောက်လိုဆက်ဆံပြီးစကားတွေပြောရင်းမီးရအောင်ဆက်ကြိုးစားခဲ့တယ်နောက်ဆုံးတော့တစ်ပင်ကနေမီးခိုးတွေစထွက်လာခဲ့ပြီသူငုံပြီးအားနဲ့မုန်းလိုက်တဲ့အခါမီးတောက်တွေဝုန်းကနေတောက်လောင်လာတော့တာပဲမီးငါမီးရပြီဟဲ့လို့သူအော်ဟစ်လိုက်တယ်အဲ့ဒီညမှာပဲသူဟာကမ်းခြေမှာမီးမုံကြီးဖိုးကနန်းကင်းစားရင်အဖိုးတက်တယောက်ကိုရရှိခဲ့ပါတယ်နောက်ထပ်6နှစ်ကြာသွားပြန်တယ်အခုဆိုသူဟာကျွန်းပေါ်ကဘဝကိုကျင့်ထားရနေပြီဒီတိုင်းဆိုတသက်လုံးတောင်နေနိုင်နေပါပြီဒါပေမဲ့အထီးချတဲ့တန်ကိုတော့သူမခံနိုင်သေးဘူးဒါနဲ့ပဲသူဟာယူဆွာတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်အဲ့ဒါကတော့ဖောင်ကစီလုပ်ပြီးပင်လယ်ထဲကိုထွက်ခွာဖို့ပါပဲပင်လယ်ထဲမှာတေးရမယ်ဆိုရင်တော့သူသွားကျင်သေးတယ်တစ်ပင်တွေကိုခုတ်တစ်ခုံတွေကိုနေလမ်းပြီးကျိုးဖျောက်ကြည့်ရတယ်ဗီဒီယိုတိတ်ခွေတွေကိုတောင်ဖျဲပြီးကျိုးလို့ပေမဲ့လိုတလောက်အရှည်မရသေးဘူးဝီဆန်ကိုကြည့်ရင်တော့သူ့ရဲ့တူးတဲ့သောငွေချင်းကိုကျိုးဖြစ်မသုံးချင်ဘူးအကြံကုန်သွားတဲ့အစုံမှာတော့သူဟာကြောက်ကြောက်လန့်လန့်နဲ့ပဲတောင်ထိပ်ကိုတက်သွားခဲ့တယ်အရင်ကသူကိုအဆုံးစီရင်ဖို့အတွက်ပြင်ထားတဲ့ကျိုးကိုသွားယူခဲ့တာပါသူဟာဝေးစင်ကိုတေးသေးချာချာပြင်ဆင်ပေးတယ်ကြောင်နေရန်ပေါ်မှာမှားတန်းစာလေးရေးခဲ့ပြီးတော့ဝေးစင်ကိုဖောင်ဦးမှာခြိထားလိုက်တယ်ပြီးတော့သူတစ်ခါမှမဖောက်ကြည့်ခဲ့တဲ့ပါဆယ်ထုတ်လီကိုလည်းတပါးလေးယူသွားခဲ့တယ်အဲ့ဒီလိုပဲသူဟာပင်လယ်ထဲကိုစတင်ထွက်ခွာခဲ့ပါတယ်လိုင်းကြီးတွေကိုမကြောက်မရွံ့ညှင်းဆိုင်ခဲ့ပြီးဝေးစင်ကိုလည်းအတူတူကြံရက်ခံဖို့အားပေးခဲ့တယ်လိုင်းတွေဝုန်းကနေလာတဲ့အခါကျိုးတွေကိုတင်းတင်းဆွဲပြီးရွက်လွင်ခဲ့တယ်မိုးရွာတဲ့အခါရေစုတယ်ငါးတကောင်ရနိုင်ဝေးစင်ကိုဂုံယူတင့်တယ်ဆိုတာပြတယ်ဝေးစင်ရှိနေလာတဲ့တင်သူဘာကိုမှမကြောက်တော့ဘူးဒါပေမဲ့နောက်ထပ်မုန်တိုင်းတစ်ခုရိုက်ခတ်လာတဲ့အခါမှာတော့လေပြင်းတွေကရွက်တိုင်ကိုထွက်ချသွားခဲ့တယ်သူဟာဝေးစင်ကိုတင်းတင်းဖတ်ထားပေမဲ့ဖောင်ကတော့ပင်လေကြားထဲမှာဘာမှမတတ်နိုင်ပဲလွင့်ပါသွားခဲ့ရတယ်သူနိုးလာတဲ့အခါမှာတော့ဝေးစင်ဟာပင်လေထဲကိုမျောပါသွားခဲ့ပြီသူချက်ချင်းပဲရေထဲခုန်ဆင်းပြီးဝေးစင်နောက်ကိုလိုက်ပေမဲ့တငယ်ချင်းစီနီးကပ်လေးဖောင်နဲ့ဝေးသွားလိဖြစ်နေတယ်ဝေးစင်လူအော်ဟစ်ငိုရင်းနောက်ဆုံးမှာတော့စိတ်ပြက်လက်ပြက်နဲ့ဖောင်ပေါ်ပြန်တက်လာခဲ့ရတယ်လဲတာကိုလည်းပင်လေထဲပစ်ချလိုက်ပြီးပြိုလဲသွားခဲ့ပြီသူဟာဝေးစင်နဲ့အတူအသက်ရှင်ခြင်းနဲ့စိတ်ဆန္ဒပါဆုံးရှုံးသွားခဲ့တာပါဒါပေမဲ့အဆိုးဆုံးအချိန်မှာပဲတင်းဘောတစီနောက်လာတယ်သူဟာရှိသမျှအားလင်လေးနဲ့လက်နှစ်ဖက်ကိုဆန့်တန်းပြလိုက်တယ်နောက်ဆုံးမှာတော့သူကဲတင်ချင်းခံလိုက်ပါပြီနှစ်ပတ်ကြာတဲ့အခါမှာတော့ချက်ခါအိမ်ပြန်ရောက်လာတယ်ဒါပေမဲ့သူပြောင်းနေတဲ့ရှစ်နှစ်အတွင်းသူနေညအညာလွန်းဆွတ်ထရတဲ့ချစ်သူကတော့တခြားသူနဲ့အိမ်အောင်ကျသွားခဲ့ပြီတငယ်ချင်းတွေကကြိုးစိုးဝဲလုပ်ပြီးတော့စပွဲပေါ်မှာငါးတွေပစုံတွေအပြည့်ရှိနေပေမဲ့သူဘာမှမစားကျင်တော့ချက်ခါသူ့လက်ပနာကြီးတွေကချစ်သူဓာတ်ပုံကိုကြည့်ပြီးသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဝေစင်ကိုလည်းဆုံးရှုံးခဲ့ရတာကိုတွေးပြီးငိမ်းမောနေမိတယ်နောက်ဆုံးမှာတော့ချက်ခါအရင်လိုဗော်လီဘောတစ်လုံးကိုပြန်ဝယ်လိုက်တယ်ပြီးတော့ပင်လယ်ထဲမှာရှစ်နှစ်လုံးသူနဲ့အတူရှိနေခဲ့တဲ့ပါဆယ်ထုတ်လေးကိုယူပြီးလိပ်စာအတိုင်းသွားပို့လိုက်တယ်ဂျေဇုတန်စကားလေးရေးခဲ့ပြီးသူတိတ်ဆိတ်ထွက်ခွာလာတယ်သူမသိခဲ့တာကတော့အဲ့ဒီပါဆယ်ထုတ်ထဲမှာရေစိုးကန်နေအောင်ကြီးစွမ်းရင်စွာဂူဂျိုဖုံတစ်လုံးရှိနေတာပါကန်ဂျမာကအဖေကိုသူ့ရှိတက်တဲ့ထဲမှာတောက်လျှောက်ချထားပေးတာပါဒီဟာဘဝပဲထင်ပါတယ်တခါတလေကျတော့ကျွန်တော်တို့အလိုချင်ဆုံးအရာတွေကအစကနေကျွန်တော်တို့လက်ထဲမှာရှိနေကြတာပါ